ရှစ်တစ်ပတ်ကဗီဒီယိုတစ်ပုတ်တင်ခဲ့တယ်ပေါ့နော်ဒီဖော်ကာနဲ့လက်မော်အခေါ်ကိုကျွန်တော်၄ပတ်တိတိကျွန်တော်စိန်ခဲ့လိုက်တယ်ပေါ့နော်အခုဆိုရင်၄ပတ်လည်းကြော်သွားပြီဆိုတော့အရက်ကာလာလည်းချင်းသွားပြီအနက်လည်းဆောင်းမိုက်တယ်โอเคဒီကကျွန်တော်ကဒီကောင်းကိုကျွန်တော်2ပတ်လောက်ပဲထားဖို့စဉ်းစားထားပါတော့ဒါပေမဲ့ကျွန်တော်အလုံးမအားရနဲ့ဆိုတော့အခု၄ပတ်ကြော်သွားဆိုပို့ပြီးတော့တောင်မိုက်သွားတယ်တကယ်ရမ်းမိုက်ပါပြီနော်အဲ့ကောင်ကိုကျွန်တော်တို့ဒီ lemon oreo နဲ့ကျွန်တော်တို့ရောမယ်โอเคအဲ့ဆိုရင်ကျွန်တော်ဒီ lemon oreo လည်းတစ်ချက်ကြည့်မှာပေါ့နော်အနေထားဘာဖြစ်သွားလဲโอเคအဲ့ဆိုကျွန်တော်ဒီ lemon အဖက်လေးတွေကိုယူထုတ်လိုက်မယ်ပုံမှန်အားဖြင့်ဆိုရင်တော့ဒီသူ့တစ်ခုတည်းကိုပဲကျွန်တော်တို့ဒီတကြားရည်နဲ့ရောမှာပေါ့နော်အခုကကျွန်တော်ဒီ lemon oreo နဲ့ mix လုပ်ကြည့်မယ်နော်ဆိုတော့ဒီကောင်လေးကျွန်တော်ဖယ်လိုက်မယ်ဆိုတော့ကျွန်တော်တို့ရေဘူး900 ml နဲ့ကျွန်တော်စဉ်းစားတဲ့ oreo နဲ့ကိုရောလိုက်ပါပြီအဲဆိုရင်ကျွန်တော်ကဒီပလင်းပေါ့နော်ဒီပလင်းမှာကျွန်တော်900 ml ထည့်မယ်ဆိုတော့ကျွန်တော်ဒီတပလင်းစာအရင်ကျွန်တော်ရောမယ်ပေါ့နော်ကျွန်တော်တပလင်းလုပ်မယ်တပလင်းကတော့ကျွန်တော်ပုံမှန်ကျွန်တော် syrup နဲ့ပဲဒီကောင်ရောမယ်ပေါ့နော်အဲဆိုရင်တပလင်းကကျတော့ကျွန်တော် oreo နဲ့ရောမယ်တပလင်းကကျတော့ရိုးဒီ syrup နဲ့ပဲကျွန်တော်ရောမယ်ဆိုတော့တပလင်းအရင်ကျွန်တော်စမ်းဆိုရင်ကောင်300ထက်အဲ့ဒါပေါ့ဒီပဲโอเคတဝက်ပေါ့နော်တဝက်300ပဲစတာကျွန်တော်တို့300 ml ပေါ့နော်300 ml ကိုကျွန်တော်တို့ခုနကရောရတဲ့ oreo နဲ့ရေနဲ့ရောရတဲ့ထည့်မယ်โอเค oreo ရဲ့ကျွန်တော်တို့ဒီ lemon နဲ့ vodka နဲ့ရောရတဲ့ဟာကိုကျွန်တော်စတူရောလိုက်တယ်ခဏဆောက်လိုက်ပါမယ်ကျွန်တော် filter ကြားတဲ့ချိန်အမိုက်တွေပါမှာဆိုကျွန်တော် filter နဲ့စစ်တာပြီโอเคဆိုတော့ဒါကထည့်ပါမယ်ဆိုတော့ဒီကောင်းကိုကျွန်တော်ဒီတိုင်းကိုအရသာမမြည်သေးပါဘူးကျွန်တော်ရေခဲစိမ့်လိုက်မယ်ပြီးတော့မှ A1 မှာ A လေးနဲ့ကျွန်တော်တို့ရတာမြည်ကြည့်မယ်ဟုတ်နော်ဒီတဝက်ကိုကျွန်တော်ဒီအရသာအခြေအနေကိုကြည့်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ထပ်လုပ်ပါပေါ့နော်ဒါကျွန်တော်၄ပတ်တောင်ကျွန်တော်အချိန်ယူထားရတာဖြစ်တဲ့အတွက်ဟိုအရသာပြတ်သွားမှာဆိုတော့ကျွန်တော်လိုချင်တဲ့အရသာရောက်အောင်ကျွန်တော်တို့ဆက်မှာပေါ့ဆိုတော့ကျွန်တော်ဒီတဝက်ကိုထားရမယ်ဒါဆိုဒီရဲ့အရသာမှာလည်းကျွန်တော်လိုတော့ဖို့ short လေးတွေထပ်လုပ်ဖို့ရှိမှာပေါ့နော်ဆိုတော့ဒီကကျွန်တော်တို့ဒီ lemon shallow နဲ့ကျွန်တော်တွဲပြီးတောင်းလို့ရတဲ့ຢာတွေဘာတွေရှိလဲဆိုတော့လေကျွန်တော်ဒီကောင်ဆိုင်ရင်လည်းကျွန်တော်ပြောပြပေးမယ်ဆိုတော့ဒီကောင်ကိုဒီလေးဆင်လိုက်မယ်မနေ့ဖြန်မှကျွန်တော်ဒီကောင်ကိုတောက်ကြည့်အောင်